ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒရာဆွမ်းဒူရီ channel မှာနေ၍ကြိုးစုံနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒရာဆွမ်းဒူရီ channel မှာနေ၍24ရက်5လ2026တနင်္ဂနွေနေ့ည8:00 နာရီခွဲမှာတင်ပေးခဲ့တဲ့ short video မှနေ၍ယခုတနင်္လာနေ့2026 25ရက်5လတနင်္လာနေ့ညနေမှာ2သိန်းတန်3ခွက်ထဲမှ35ဟာဆိုရင်ဖြင့်35ဆိုပြီးတော့တဲ့အောင်မြင်သွားပြီဖြစ်တဲ့အကြောင်းကိုဒရာဆွမ်းဒူရီကိုချစ်ခင်နှစ်သက်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ဒရာဆွမ်းဒူရီရဲ့ချစ်မိတ်ဆွေဒုတိဝါဒနာရှင်ပရိသတ်အပေါင်းအားလုံးတို့ကိုလေးစားစွာအသိပေးအကြောင်းကြားအပ်ပါတယ်ဒရာဆွမ်းဒူရီ channel မှနေ၍ယခုကဲ့သို့တန်မိုးကြီးမားသောကဏ္ဍများ break များအခွေများကို free နေဖြင့်မေတ္တာအပြည့်ထားပြီးတော့မေတ္တာစေတနာအပြည့်ဝထားပြီးတော့အလေးနဲ့တင်ပေးလျက်ရှိပါတယ်အဲ့ဒီလိုတင်ပေးတဲ့အခါမှာ channel ကို like and subscribe လုပ်ထားတဲ့သူများသာလျှင်ဒရာဆွမ်းဒူရီ channel ရဲ့ခေါင်းစဉ်အောက်က short video မှာတွားရောက်ရှာဖွေပြီးတော့အချိန်မီမြင်တွေ့ကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဒရာဆွမ်းဒူရီမှာတင်ပေးသမျှshort video များ post များကိုအချိန်မြင်တွေ့မြင်သိရှိနိုင်အောင်လို့ဒရာဆွမ်းဒူရီကို channel ကိုတွေ့မြင်သူတိုင်းက channel ကို like and subscribe များလုပ်ပြီးတော့အားပေးကြည့်ရှုကြဖို့အထူးလေးစားစွာဖြင့်မေတ္တာရပ်ခံအပ်ပါတယ်ယခုဆိုရင်တော့ဒရာဆွမ်းဒူရီမှာတနင်္ဂနွေနေ့24ရက်5လ2026ည8:00 နာရီခွဲမှာတင်ပေးခဲ့တဲ့ short video မှနေ၍ယခုတနင်္လာနေ့25ရက်5လ2026တနင်္လာနေ့ညနေမှာနံပါတ်1ဖြစ်တဲ့2သိန်းတန်3ခွက်ထဲမှာ35ဟာဆိုရင်ဖြင့်35ဆိုပြီးတော့တဲ့အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်အလွန်တရာမှာတန်ဖိုးရှိတဲ့ကဏ္ဍဖြစ်ပါတယ်ဒုတိယအနေနဲ့တော့25ရက်5လ2026တနင်္လာနေ့မှနေ၍29ရက်5လ2026တောက်ကြနေ့အထိ9ရက်အတွင်း 100% break size နံပါတ်1မှနေ၍939 break တစ်စုံနဲ့နံပါတ်3ဖြစ်တဲ့13563အပူးမပါအခွေထဲမှနေ၍မနေ့မှာ35ထွက်ခဲ့တဲ့အတွက်ကြောင့် break အတွဲနံပါတ်1 939 break တစ်စုံနဲ့အခွေနံပါတ်1မှာအောင်မြင်ပြီးတော့ညနေမှာဆိုရင်35ထွက်ခဲ့တဲ့အတွက်ကြောင့်နံပါတ်3အခွေထဲကပဲ13560အခွေဟာ2ကြိမ်အောင်မြင်ခဲ့ပါတယ်ဒရာဆွမ်းဒူရီ channel မှနေ၍ယခုကဲ့သို့အောင်မြင်မှုများကိုချစ်မိတ်ဆွေပရိသတ်ထံသို့ဇက်တိုက်ချပေးသွားမည်ဖြစ်ပါ၍ဒရာဆွမ်းဒူရီကိုတွေ့မြင်သောသူများအားလုံးက like and subscribe များဖြင့်အားပေးကြဖို့လေးစားစွာမေတ္တာရပ်ခံပန်ကြားအပ်ပါတယ်အားလုံးသောချစ်မိတ်ဆွေဒုတိဝါဒနာရှင်ပရိသတ်ပေါင်းအားလုံးတို့ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာ၍ကောင်းကျိုးလိုရာဆန္ဒများတလုံးတဝရဲအောင်မြင်ပြည့်စုံကြပါစေဒရာဆွမ်းဒူရီမှပေးသောကဏ္ဍများဖြင့်ကန်ဆက်၍အမြဲတမ်းငွေကြေးလလပါများရှင်လန်းပြီးတော့အဆင်ပြေနိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးရင်းဖြင့်ဒရာဆွမ်းဒူရီမှနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ